ဘယ်ဖုန်းလားဘယ်ဖုန်းလား Redmi ဘယ်ဖုန်းလား iPhone လား Redmi လား Redmi Redmi ကသူချလိုက်ငါ iPhone လာမှတာတယ် တိုင်းနေတယ် သွားရှုပ်နောက်တော့ iPhone ကမလာပဲနဲ့အဲ့ Redmi ဖုန်းလာလို့ရှိရင်ရေးလွတ်ပြတ်လာဘောပေါက်စင့်နေတော့ပတ်စံလေး ဆက်ဘယ်လိုရေးရမှာလဲပတ်စံများတော့မရေးတတ်တော့ ဟုတ်ဘာမှမဖြစ် တော့ရနေ ဟာဘယ်ဖုန်းလဲ Redmi ချလိုက်တော့တော့ ကန်လို့ကန် တပြေရောလေး အခုပို့လိုက်တဲ့အစားတောက်လေးကိုလည်းအကိုကြိုက်မယ်လို့ထင်ပါတယ် တိုက်ပါ ကြိုက်တယ်အဲ့ရှိရသေးတယ်2011ခုနှစ်တည်းကအခုချိန်ကြီးအားပေးလာခဲ့တာပါအဲ့တော့ငါဘာလုပ်နေရလဲ ဒီနော် ရားလိုက်တော့ရားသေးတယ်ဒါခုနှစ်မှာတခုတော့ကြိုပြီးတောင်းမှန်းတယ်နော်2011အိမ်မက်ဆောင်က 73မဟုတ်လား အေးမထားဘူးအဲ့ဒါကမှထားရည်ရားသေးတယ်2011အိမ်မက်ဆောင်ကအချိန်ကနေခုရဲကောင်ဆိုပြီးလူအများနဲ့ကြိတ်တိုးနေတဲ့အထဲမှာတော့မပါဘူးတဲ့ အဲ့လိုမဟုတ် အဲ့လိုမဟုတ်ပါဘူးလေโอเคနော်ရှားသေးတယ်အကူနဲ့လည်း friend မဖြစ်လို့အပြင်မှာလည်းမမြင်ဘူးတဲ့မမြင်ဘူးစကားတော့မပြောဘူးတာပါတဲ့အကူရဲ့တဲ့တက်လာတဲ့ဘယ်ပို့ပဲဖြစ်ဖြစ် comment နဲ့လိုက်တော့ယနေ့တည်းတခါမှမပေးဘူး ခြေရဩလိုတာအဲ့လိုဖန်နေနော်သဘောပေါက်တယ်နော် တီးတဲ့လေးပဲအားပေးရတာကြိုက်လို့နော်တဲ့အကူရဲ့တက်လာတဲ့တရင်တခါမှဘယ်လိုမှမရှဲခဲ့ဘူး ဘလို့ဖန်လဲနော်ဘလို့ supporting လဲမသိဘူး ဟုတ်ကူဘာကြောင့်ပြောချင်တာ ဟုတ်သူတခုလောက်သွားမှန်း မသေးဘူး မေးစီရပို့တူတယ် report တခါထူအောင် ပို့လို့ပါအခုကြည့်ဟိုရဲကောင်ဆိုပြီးတဲ့ကြိတ်တုံးနေတယ်ကလည်းမပါဘူးကိုယ်နဲ့လည်း friend မဖြစ်ဘူးတဲ့ပြင်မှာလည်းမမြင် လိုက်လည်းမပေးဘူး စားမှလည်းမလုပ်ဘယ်ပိုးကြီးကိုမနဲ့လိုက်လေအခုဒီကားမပေးဘူးတဲ့နော်ပြီးရောဟိုပါလေအခုတက်လာတဲ့သတင်းတွေလေတဲ့အခုရဲ့တဲ့ပက်ပလစ်မှာတခါ ပြောရကွာမတီးတန်လေးပဲအားပေးရကြိုက်တော့ဟုတ်ပြီနော်ဒီနဲ့မတူချင်တာကွာ ဘာလို့လဲဆိုတော့အခုချိန်မှာအဖေအောင်တက်ကလေးဇလန်တွေဘာတဲ့အရန်ကိုပေါက်ခဲ့ပြီးရဲကောင်ဆိုတဲ့အကိုပါဝင်ထားတဲ့တစ်ဖွဲ့လုံးကြိုက်ကြဒါလင်တော့တဲ့အဲ့ဇလန်နေတူနဲ့ MRT ဘိုးကနောက်ထပ်ဇလန်တွေမှာအကိုပြိတ္တနဲ့ထပ်တူကြမဲ့ကားထပ်ပေါ်လာပြီးဒီလူအုပ်ကြီးကတခြားမင်းသားရဲ့ကာရိုက်တာမှာမျောပြီရဲကောင်ဆို ရဲကောင်ဆိုတာပြောက်သွားတာမလို့ခြင်းလို့ဘယ်တော့မှအော်ဟစ်အားပေးတာမျိုးမဖြစ်ချင်ဘူးတော်ကြီးတော့ဘော်လီရောင်းတာလားမသိဘူးအိမ်မှာနေပြီးအကိုရဲ့တခြင်းလေးတွေ YouTube မှာနားထောင်နေတယ်တော်သေးတယ်အခုတော့ YouTube နဲ့များအေးနော် viewer ရော စာအားပေးလာပြီ YouTube မှာနော် YouTube မှာနားထောင်နေတယ်အကိုရဲ့ဇလန်တွေကြည့်ရတဲ့ Facebook မှာအကိုသတင်းလေးတွေပါလာရင်အငင်းနားထောင်ပြီးတယ် ဒီမှာလက်ကြည့်နေမှာကြည့်နေတော့ကြည့်နေလဲတစ်ချက်တော့ ကြည့်နေတယ်တော့နည်းနည်းလေး ကြည့်လိုက် စင်ញင်ပေးပါလို့မမစားအောင်တော့နော် line လွှင့်တာလေးကိုလည်းအမြဲကြည့်ရတဲ့အခုပို့လိုက်တဲ့အစားအသောက်လေးတွေတော့ဝင်ရင်တွေကပို့ကျင်နေတာတဲ့ဘယ်နာဘယ်လိုပို့ရမှမသိတော့အခုတော့လည်းမနှင်းတော့ရဲ့ နင်းတော့ ပို့ဝင်ရပါအခုမချစ်ဘူးနော်တဲ့ဟုတ်လေဘဘုံိုင်ဘိုင် အခုမချစ်ဘူးနော်တဲ့ ပလိန်းတော့ကျွညင်သွားတာမဟုတ်တော့ဖန်တွေကတက်တန်လေးချစ်ဘူးချစ်ဘူး ဘာဖြစ်ချင်နေတာလဲငါမသိဘူးအခုမချစ်ဘူးနော်တဲ့လွမ်းပါလေ လွမ်းတယ်တတိယပါလေတဲ့ဆိုတာမျိုးလဲမဟုတ်ဘူးလေ မဟုတ်ဘူးလေမဟုတ်ပြန်ဘူးကွာတော့ဟုတ်တယ်တင်တယ်မဟုတ်ဘူးလေတော့ မဟုတ်ပြန်တော့မနော်အခုမချစ်ဘူးနော်တဲ့ အေးရပြီနှခါရှိတော့ညင် လွမ်းပါလေတဲ့တတိယပါလေဆိုတာမျိုးလဲမဟုတ်ဘူးတဲ့နားလောက်ကွာโอเคပုံမှန်တိုင်းနဲ့ဒီလိုလေးအားပေးရတဲ့နေပြောတယ်တဲ့အခုနုပညာလုံးနေပြီအသက်ရှင်နေပြီစဉ်းစားမပြတ်အများနဲ့အားပေးနေမှာပါရှင်သူများတွေလို့ထွေထွေတူးမလုပ်တဲ့လို့ရိုးရှင်းတဲ့အစားအစာလေးတွေပဲစားကြည့်နော် တော်တယ်တူတူမလွတ်တက်လို့ အစိတ်ခတ်ထားတယ် မဟုတ်လေ မပါဘူးတော့တေချာရေးထားတာတော့စာလေးရတော့ပြန်ထည့်ပေးလိုက်တော့အနီနဲ့ပြန်တယ်ဟိုက်လိုက် ငါအဲ့ထဲမှာ ဒီအနီနဲ့ရေးထားတာဟိုက်လိုက်လို့ပြခြင်းနဲ့နေရာကွာအဲ့ဒါပဲဟုတ်ပြီနော် မုံ ဟိုက်လိုက်တာဟိုက်လိုက်တာ မုံငါညီလေးကိုပြကွာလေးပေးပါမုံငါရည်ချင်တာပါလဲဆိုတော့ကြေးကြေးတူးတဲ့ထဲမှာလည်းမပါဘူးတဲ့ဖရန်လည်းမကြည့်ဘူးမြင်လည်းမမြင်ဘူးစကားလည်းမပြောဘူးတဲ့ သူအားပေးရသူပဲသိရ အခုဘယ်ပို့တက်လာကွန်မန့်နဲ့လိုက်လည်းမလုပ်ဘူးတဲ့တခါမှအခုသတင်းတွေတက်လာရင်ပတ်ပလစ်မှာလည်းမရှဲဘူးတဲ့အဲ့တော့ငါအဲ့မှာလည်းခုနဖတ်ပြီးငါခုနမဟုတ်သေးပါဘူး YouTube မှာ viewer လည်းဆက်မှာပါသွားပြီကွာလီလီတို့ကအမတောင်းမှာမိတာညာရဲညာလေးညာ အဲ့တော့ဒီဟာလည်းကြွေပါတယ်အခုမချစ်ဘူးနော် ပြောမကောင်းလားကွာတိုင်း လက်ဆုံးတော့လေ လွမ်းနေ လွမ်းပါတယ် လွမ်းပါတယ် တတိယ